အားလုံးပဲမင်္ဂလာရှိရဲ့ညချမ်းလေးပါခင်ဗျာကျွန်တော်ဒီနေ့ပြည်သက်ကြီးကိုဘူတုဒအနေနဲ့ပြောပြပေးချင်တာကတော့တီတူနဲ့တွေ့ဆုံစကားပြောနိုင်တယ်ကျွန်တော်ဒီစီမံအစီရင်လေးဖြစ်တယ်အဲ့ဒီစီမံအစီရင်လေးကိုကျွန်တော်ဒီလိပ်ပြငယ်တဲ့သူတွေအလုံးဝကြောက်တတ်တဲ့သူတွေပေါ်လို့ရှင်ဒီကလေးတငယ်တွေပေါ့နော်ဥပမာကလေးဆိုတာကျွန်တော်ဒီဒီ73နှစ်တို့12နှစ်တို့ပေါ့နော်အဲ့လိုမျိုးကလေးလိုက်ပြီးတော့လှုပ်ဖို့မသင့်ဘူးပေါ့လေဘာဖြစ်လဲဆိုတော့ကျွန်တော်ဒါအနေနဲ့အန်ဒီအများလို့ပေါ့နော်ဘလို့အန်ဒီအများဆိုတာလဲကို6တာလန့်တာလို့ပုံစံမျိုးမဟုတ်ဘဲနဲ့ဒီပေါ့နော်တီဗီကိုကစိတ်ထဲမှာဒီလူတယောက်ကတီဗီသားကြီးတီဗီသားသူကမှကိုယ့်ရဲ့မျက်စိမှာတွားမြင်နေဆိုလို့ချင်းအဲ့လိုအနှဲငယ်ကြောက်တာလို့လန့်တာအဲ့လိုမျိုးဖြစ်တတ်တယ်အားကြောင့်မို့လိုက်ပြီးတော့မဆမ်းမှုအတွက်ကျွန်တော်ဒီနေရာနေပဲမေတ္တာရက်ခံတယ်ကဲအဲ့ဆိုလို့ချင်းကျွန်တော်စီမံအစီရင်လေးကိုစပြီးတော့ပြောကြရအောင်ဒီစီမံအစီရင်လေးကကျွန်တော်ဘာလို့လိုအပ်လဲဆိုတော့ကျွန်တော်ဒီမစစ်စီလိုမယ်မစစ်စီကိုကျွန်တော်ဒီဖះเจ้าဆောင်မှာဖះเจ้าဆောင်မှာကျွန်တော်ဒီပေါ့နော်ဘယ်လိုပြောပြရမလဲခွက်လေးတစ်ခွက်နဲ့ဒါမှမဟုတ်လို့ကျွန်တော်ဘူးလိုက်ပဲဖြစ်ဖြစ်ဒီခွက်လေးနဲ့ပဲဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်ကိုလိုတော့ဘာလို့မမ်းပြီးတော့မှဖះเจ้าဆောင်ရှိမှာထားဖះเจ้าဆောင်ရှိမှာထားပွားပြီဆိုလို့ရှင်ကျွန်တော်ဒီခါလာလေးကို30နဲ့မှ9កောင်ကျွန်တော်အုပ်ကမယ်အဲ39ကောက်ခါလာကဩဂတိဒေဝတာငါသာတက်ငါတက်မဟုတ်ငါစီအတဲ့ညောင်ဘလူးမဲအသက်ပြီပြเสียပြမြင်เสียမြင်စီဆိုပြီးတော့မှ30နဲ့မှ9ကောက်ကျွန်တော်ရွတ်ဖတ်ပေးရမယ်ရွတ်ဖတ်ပြီးဆိုလို့ချင်းကျွန်တော်စီမန်းလေးကိုကျွန်တော်မျက်စိလုံးလေးမှိတ်ပြီးတော့အရင်ဆုံးကျွန်တော်ဘာလုပ်ကြမလဲဖះရှင်ခိုးရမယ်ဖះရှင်ကိုပွားပြီဆိုလို့ရှိရင်အဲ့ဒီစီမန်းလေးကိုကျွန်တော်တို့ဒီမျက်လုံးလေးမှာတုပ်မယ်မျက်လုံးလေးမှာတုပ်ဝင်အဲ့မျက်လုံးမှိတ်လေးရပဲเนาะမျက်လုံးမှိတ်လေးလေးတုပ်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဖြည်းဖြည်းချင်းကိုပေါ့เนาะဒီကိုမြင်စေခြင်းနဲ့တူအာယုံပြုပွားပြီဆိုလို့ရှိရင်ဖြည်းဖြည်းချင်းကျွန်တော်ဖွင့်ကြည့်လိုက်အဲ့ချိန်ကျရင်ကိုရှိမှလို့ငုတ်တုပ်ကြီးထိုင်နေရတော့ဖြစ်ပါဖြစ်ပေါ့เนาะအဲ့လိုမျိုးတွေမြင်ရတယ်ပေါ့လေကဲလိုက်ပြီးတော့မှမကြောက်တတ်တဲ့သူတွေစမ်းကြည့်ဖို့အတွက်ဖိတ်ခေါ်ပါရခင်ဗျာကျွန်တော်ကတော့အောင်ကောင်းမြတ်ပဲဖြစ်ပါရခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ